ဒီကဘာမှာငါးမန်းတကောင်ရှိတယ်သူကစာဖက်ရတာအရန်ဝါသနာပါတယ်ထောင်ထဲမှာဆိုရင်တောင်သူ့လက်ထဲမှာစာအုပ်တအုပ်မြဲပါတယ်စာအုပ်ကိုမှောက်ပြီးကင်ထားရင်တောင်သူစာဖက်နေတာပါပဲဒါပေမဲ့စာဖက်ဝါသနာအပြင်သူ့မှာနောက်ထပ်အနေများတဲ့အကျင့်တစ်ခုရှိတယ်အဲ့ဒါကလူသားတွေကိုစားတတ်တဲ့အကျင့်ပါညာဘက်ကြရင်ထောင်သားတွေအကုန်အိပ်ပျော်သွားတဲ့အချိန်မှာဒီငါးမန်းကြီးကဖြည်းဖြည်းချင်းနိုးလာပြီးသူ့ဖော်တယောက်ကိုစားပစ်လိုက်တယ်ဒါပေမဲ့တရားမှာတော့ကြက်မလေးတကောင်ကသူ့ကိုလက်နဲ့ဖမ်းမိသွားတယ်ကြက်မလေးကချက်ချင်းသွားပြီးတိုင်ကြားလိုက်တယ်ဘိုးကြီးကဒေါသတကြီးနဲ့တနက်တွေပစ်ခိုင်းတယ်ကြည်စံမိုးရွာချလိုက်တယ်ငါးမန်းကြီးကတော့ထောက်တနေရာမှာတိတ်တဆိတ်ထိုင်နေတယ်ပြီးတော့အပြစ်မဲ့သူလိုမျက်နှာလုပ်ပြီး sorry ပါကျွန်တော်ရမ်းစာလိုပါတဲ့ဒါပေမဲ့ဒီထောင်ထဲမှာသူ့ကိုထောက်ခံမဲ့သူတယောက်မှမရှိဘူးဆိုတာသိသွားတဲ့အခါဘိုးကြီးကသူ့ကိုခွင့်လွှတ်လိုက်ပြီးသူငယ်ချင်းတောင်ဖြစ်သွားတယ်နောက်တစ်ခါအဖွဲ့ကမစ်ရှင်တစ်ခုသွားတော့ငါးမန်းကြီးကိုမခေါ်သွားဘူးသူကရမ်းကြီးလုံးလို့ငါးမန်းကြီးကရပါတယ်ကျွန်တော်တင်ပြောင်းသွားမယ်တဲ့သူ့လက်နဲ့နှုတ်ခမ်းမွေးတူလုပ်ပြီးဖုံးကွယ်ဖို့ကြိုးစားတယ်ဒါပေမဲ့သူငယ်ချင်းတွေပါတီပွဲလုပ်နေတဲ့အချိန်မှာငါးမန်းကြီးကထွက်သွားတယ်သူကသူများနဲ့မတူတဲ့အရာတွေကိုကြိုက်တာကိုတနေ့တော့သူငါးပြတိုက်တစ်ခုကိုရောက်သွားတယ်ရေအောက်မှာကငါးတွေရဲ့ကဘာကြီးပါပဲရွှေငါးလေးတစ်ကောင်သူ့နားကိုကူးလာတယ်နောက်တော့ငါးတွေအများကြီးလဲလိုက်လာကြတယ်ငါးမန်းကြီးလှုပ်တိုင်းသူတို့အတူလုပ်ပြတယ်ငါးမန်းကြီးတွေမိတယ်ငါးမှာနောက်ဆုံးတော့သူငယ်ချင်းတွေရပြီးလို့သူရမ်းပျော်သွားပြီးအရာအလုံးကိုမေ့သွားတယ်ဒါပေမဲ့သူ့ကိုကြီးကငါးပြတိုက်ရဲ့ဖန်သားပြင်ကိုထိသွားပြီးကွဲသွားတယ်ငါးတွေအကုန်ပြင်ကိုကျသွားတယ်ချစ်စရာကြီးလို့ထင်ရတဲ့ငါးတွေကရုတ်တရက်ပြောင်းသွားတယ်သူတို့ပါဆက်ထဲမှာသွားကြီးတွေပေါက်လာပြီးငါးမန်းကြီးကိုကြိုက်ကြတယ်ဒီအချိန်မှာပဲငါးမန်းကြီးလှုပ်ထားတဲ့လူရှင်တော်ဘုံကြီးလဲပောက်ကွဲသွားတယ်ရေတွေအနှံ့ပြန့်သွားပြီးအဆောက်အုံတွေပြိုကျလာတယ်ငါးမန်းကြီးလဲရေစီးနဲ့မျောပါသွားတယ်ထူးဆန်းတာကဒီငါးမန်းကြီးကရေကူးတောင်မတက်ဘူးသူကုန်းပေါ်မျောပါလာပြီးဝမ်းထဲလို့ငိုနေတယ်ဒီအချိန်မှာစစ်သားတချို့ကသူ့ကိုပစ်ခတ်တယ်ဒါပေမဲ့သူ့ရေထူတာကကာကွယ်ပေးလိုက်တယ်သူဖြည်းဖြည်းချင်းထားပြီးပြန်ရက်လိုက်တယ်အဲ့ဒီအချိန်မှာပဲအရာမကျန်ငါးကြီးတကောင်မြို့ထဲကိုရောက်လာတယ်သူကသားလေးတွေကိုထုတ်လွတ်လိုက်တယ်ဒီသားလေးတွေကလူသားတွေရဲ့မျက်နှာမှာကပ်ပြီးတတိမေ့သွားအောင်လုပ်တယ်ဒါပေမဲ့ငါးမန်းကြီးကတော့လွတ်မြောက်သွားတယ်သူ့မှာမျက်နှာမရှိလို့ပါ